မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုရီးယားကိုလာရင်မဖြစ်မနေယူလာတဲ့15ခုအကြောင်းကိုကျွန်တော်ပြောပြမယ်နော် Okay file လဲဆိုတာဗီဒီယိုဆက်ကြည့်အောင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကိုရီးယားကိုလာဖို့ပြင်ဆင်နေတဲ့သူတွေဒါမှမဟုတ်လာဖို့အတွက်လေရင် date ကျနေတဲ့သူတွေဒါမှမဟုတ်ရှင်လာဖို့အတွက် intake နီးနေတဲ့သူတွေအတွက်ကျွန်တော်ဒါကိုရီးယားကိုလာမယ်ဆိုလို့ရှိရင်ယူလာတဲ့15မျိုးအကြောင်းကိုကျွန်တော်ပြောပြပေးမယ်နော် Okay နံပါတ်1ကတော့ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်အမှမြန်မာပြည်ကနေကျွန်တော်ကဒီကိုရီးယားကိုလာတဲ့အခါမှာကျွန်တော် KB ဆက်သုံးချင်တယ်ပေါ့နော် KB ဆက်သုံးချင်တယ်ဆိုရှင်တော့ကိုယ့်ရဲ့ SIM card ကိုဒါယူခဲ့လို့ရတယ်ပေါ့နော်ယူခဲ့လို့ရတဲ့အခါမှာဒီမှာဆိုရင်ကျွန်တော်တို့က roaming လုပ်ပြီးတော့ကျွန်တော်တို့ဒါဟိုကုတ်တွေပါကြီးကြားတယ်ပေါ့နော်အကယ်၍မှာကိုကအဲ့လိုမျိုးမှမဟုတ်ဘူးပေါ့နော်အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်မယ်ဆိုလို့ရှိရင်တော့မြန်မာပြည်မှာရှိရဲကိုယ့်ရဲ့မိဘသုံးမဟုတ်ဒါညီကိုမောင်နှမဆွေမျိုးသားချင်းကိုဒါပေးခဲ့ပေါ့နော်အကယ်ဟိုအဲ့လိုမျိုးဆိုရှင်ကျွန်တော်တို့ကကုတ်တွေပါကြီးဟောဖြစ်တဲ့အခါမှာသူတို့စီကိုလမ်းပြီးတော့တောင်းအောင်ပါပေါ့နော်အဲ့ဒုက္ခကိုမှကင်းကျင်တယ်ဆိုရှင်တော့ဒီမှာကျွန်တော်တို့က roaming လုပ်ပြီးတော့ဒီမှာကျွန်တော်တို့ဒါကုတ်ကြနိုင်တယ်ပေါ့နော်ဒါokayဒီမှာ KB ဆက်ပြီးသုံးချင်တယ်ဆိုလို့ရှိရင်နံပါတ်1က KB ဖွင့်ထားတဲ့ဖုန်း SIM card နော်ဒါကျွန်တော်ယူခဲ့ဖို့အကြံပေးရဲနံပါတ်2နံပါတ်1ကကျွန်တော်ဒါအရင်ဗီဒီယိုမှာကျွန်တော်ပြောပူတယ်အဲ့ဒါဘာလဲဆိုတော့ Visa Master Card တွေပေါ့နော် Visa Master Card တွေလုပ်ခဲ့ဖို့အကြံပေးပါတယ်ကျွန်တော်ကဒီကိုရောက်ချင်းမှာဆိုလို့ရှိရင်ကျွန်တော်ကဒီကိုရီးယားဘဏ်ကတ်တွေဘာတွေလည်းမရှိဘူးလေအဲ့ချိန်မှာကျွန်တော်ကပစ္စည်းတွေဘာတွေကတချို့ဟာတွေကကိုယ်နဲ့နီးတဲ့နေရာတွေမှာဝယ်လို့မရတာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ချိန်မှာကျွန်တော်ဘာလဲဆိုတော့ online တွေဝယ်မှာ online တွေဝယ်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ Coupon ဆိုတဲ့ application ရှိရပါတော့အဲ့ရနေပြီးကျွန်တော် online တွေဝယ်မှာဖြစ်တဲ့အတွက်ကိုယ်မှာဒီကိုရီးယားဘဏ်ကတ်မရှိတော့ကျွန်တော်က Visa Master Card တွေပါခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးအဆင်ပြေပါတော့အဲ့တော့ကျွန်တော်ဗာလဲအဲ့ Visa Master Card ကလည်း international payပေါ့နော်ဒါနိုင်ငံတကာဒါငွေပေးချေမှုလုပ်လို့ရတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်Visa Master Card တွေဘယ်လိုရှောက်မလဲဆိုရင်ကျွန်တော်ဘန်တွေမှာသွားပြီးတော့ဒီ AR ရွေးဖြစ်ဒီကျွန်တော်ကံပေါ်သားပဲဖြစ်ဖြစ်เนาะကိုကြိုက်တဲ့ CB စသဖြင့်เนาะဘန်မျိုးစုံတွေမှာကျွန်တော် Visa Master Card ရှောက်ချင်လို့ပါလို့ပြောပြီးတော့ကျွန်တော်တို့ဒါဖွင့်လို့ရတယ်ပေါ့เนาะအဲ့ဒီထဲမှာကျွန်တော်မြန်မာငွေ9သိန်း6သိန်းပေါ့เนาะဒါကိုသုံးချင်တဲ့လောက်ပေါ်မှာမူတည်ပြီးတော့ထည့်ခဲ့မယ်ဆိုလို့ရှိရင်ဒီရောက်တဲ့အခါမှာကျွန်တော်ပစ္စည်းတွေပါရဝယ်တဲ့အခါမှာအဆင်ပြေပါလိမ့်မယ်လို့ပေါ့เนาะ Okay ဒါနံပါတ်2ပေါ့เนาะနံပါတ်3တော့ဘာလို့ဆိုတော့အရန်ကိုမှဒါဟိုအရေးကြီးပေါ့ဒါမှလည်းဆိုမြန်မာအစားအစာပါဒီကျွန်တော်တို့ကိုရီးယားရောက်တဲ့အခါမှာကျွန်တော်ကရောက်ချင်းဒီမြန်မာအဲဆိုကိုရီးယားအစားအစာတွေနဲ့ကျွန်တော်တို့ကအဆင်မပြေဘူးပေါ့เนาะအဲ့ဒီချိန်မှာကျွန်တော်ဗာလဲဆိုတော့ဟိုဒီမှာကျွန်တော်ရောက်ချင်းဒီကိုယ့်ကိုချက်ပြုတ်စားတောက်ဖို့တွေကမလွယ်ကူဖြစ်တဲ့အတွက်ရောက်ချင်းကျွန်တော်တို့ကစားဖို့တောက်ဖို့အဆင်ပြေဖို့အတွက်မြန်မာအစားအစာတွေပေါ့နော်အဓိကယူခဲ့ဖို့ပေါ့နော်အကြော်ဘလော်တွေကျွန်တော်တို့ဒီဘဲတန်ကြော်တို့နှစ်ပြန်ကြော်စသဖြင့်ရှူရှဲလက်ပတ်ကိုစားကျင်တဲ့မြန်မာအစားအစာမှန်သမျှကိုများလေးယူခဲ့ပါနော်လုံးဝများယူခဲ့ပါကျွန်တော်တို့ပါဆိုအိတ်က3မျိုးရတာဗျာကျွန်တော်တို့ဒီ30 kg လက်ကေရဲ့7 kg ရဲ့ကြော်ဖို့အိတ်ရဖြစ်တဲ့အတွက်ကျွန်တော်တို့စားတောက်ကိုပေါ့နော်ကျွန်တော်တို့ဒီ60ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကိုကျွန်တော်အစားတောက်တွေယူခဲ့ပါပေါ့နော်ကျန်တဲ့ဟာကကျွန်တော်30ရာခိုင်နှုန်းပေါ့နော် Okay နံပါတ်3ကကျွန်တော်မြန်မာအစားအစာတွေပေါ့နော်ကိုစားခြင်းတဲ့အစားအစာမှန်တယ်မှာအကုန်ယူခဲ့ပါပေါ့နော် Okay နံပါတ်4ကတော့ဗာလဲဆိုလို့ရှိရင်ဒါဆေးဝါးပေါ့နော်အကုန်လုံးလည်းသိရတိုင်းကျွန်တော်တို့ဒီရောက်ချင်းမှာဆိုရင်ကျွန်တော်တို့အမှရာသီဥတုပေါ့နော်အခုအပြောင်းကြအောင်ဆိုရင်အခုပြောင်းကြကျွန်တော်ပါဆိုနာစီချောင်းဆိုးဖျားနာတာကြီးဖြစ်နိုင်ခြေရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဆေးဝါးလေးတွေယူခဲ့မဲ့တက်စားရပါနော်အဲ့လိုဟာမျိုးတွေယူခဲ့မယ်ဆိုရင်ကျွန်တော်တို့အများကြီးအဆင်ပြေပါနော်ဒါယူခြင်းတဲ့ဆေးဝါးကတော့ကိုဖြစ်တတ်တဲ့ပုံမှာမူတည်ပြီးတော့ဒါယူခဲ့ပါပေါ့နော်တချို့တွေကကျတော့ကျွန်တော်ခေါင်းကိုက်တတာရှိရဲနာစီတတာရှိရဲအဲ့ပုံမှာမူတည်ပြီးတော့ကိုလိုအပ်တဲ့ဆေးဝါးမှန်သမျှပေါ့နော်ယူခဲ့ပါပေါ့နော်နံပါတ်4ကတော့ဆေးဝါးပါနံပါတ်5ကတော့ဗာလဲဆိုတော့ universal adapter ပါ universal adapter ဆိုတာကဗာလဲဆိုရင်ကျွန်တော်ဒီလျှက်စစ်ပစ္စည်းဆိုင်တွေမှာပေါ့နော်universal adapter ဝယ်ချင်လို့ပါလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်ပလက်ကောင်းတွေကမတူပါဘူးမြန်မာနိုင်ငံမှာရှိရဲ့ပလက်ပေါက်တွေရဲ့ပလက်ကောင်းတွေနဲ့နိုင်ငံတကာမှာရှိရဲ့ပလက်ကောင်းတွေကမတူအဲ့တော့ကျွန်တော်ဘယ်နိုင်ငံရောက်ကိုယ့်ရဲ့ဖုန်းတွေဒီကွန်ပျူတာတွေအကုန်လုံးဖြည့်လို့ရဖို့အတွက်ဆိုရှင်universal adapter လေးလိုပါတယ် universal adapter ဆိုတာဘာလဲသိချင်ကျွန်တော်ဒီဟို Google တွေမှာရှာကြည့်လို့ရတယ်ပေါ့နော် Okay အဲ့တော့ universal adapter လို့မယ်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းအားသွင်းကြိုးတွေပါရဆိုလို့ရှိရင်လည်းအပိုယူခဲ့တယ်ဆိုလို့ရှိရင်တော့ဒါပိုကောင်းတယ်ပေါ့နော်ဒါကတော့ကိုယ့်သဘောပါလို့အဲ့ရင်တော့ယူခဲ့ပေါ့မလို့အဲ့ရင်တော့မယူနဲ့ပေါ့ကျွန်တော်ကတော့အပိုဝယ်ခဲ့တယ်ပေါ့နော်Okay နံပါတ်5ကတော့အစနာပြောတယ် universal adapter သို့မဟုတ်ဖုန်းအားသွင်းကြိုးပေါ့နော်နံပါတ်6ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုရီးယားကိုရောက်ချင်းမှာကျွန်တော်တို့ကဒီလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ကျွန်တော်အခြေခံပစ္စည်းလေးတွေသုံးဖို့အတွက်ဆိုရှင်ကိုရီးယား1ပေါ့နော်3သိန်းခွဲလောက်ကျွန်တော်တို့3သိန်းခွဲလောက်ယူခဲ့မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပေါ့နော် Okay ဒါကတော့ကိုယ့်ပေါ်မှာမူတည်ရဲ့3သိန်းခွဲလောက်ဆိုလို့ရှိရင်တော့အခြေခံအနေနဲ့လောက်တယ်ပေါ့နော် Okay ဒါနံပါတ်6ကကိုရီးယား1 3သိန်းခွဲခန်းလောက်ပေါ့နော် Okay နံပါတ်9ကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ပညာရေးစာရန်တွေပေါ့နော် scam လုပ်ထားတာရှိရပေါ့နော်ကျွန်တော် copy ယူထားတာရှိရကျွန်တော်ဖုန်းတွေထဲမှာပေါ့နော်ကျွန်တော်မှပညာရေးစာရန်တွေ passport တွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအဲ့ဥစ္စာတွေအကုန်လုံးကျွန်တော်ကဒီဖုန်းထဲမှာ scan ဖတ်ပြီးတော့ဒေါ်လာကောင်တော့မဟုတ်ကျွန်တော် Google Drive ထဲဒေါ်လာကောင်ပေါ့နော်ဒါကျွန်တော်ထည့်ပြီးတော့ယူခဲ့ပေါ့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ကျွန်တော် passport တွေပေါ့နော် passport တွေ made to good ကျွန်တော်ဒီ scan လုပ်ထားရှိရလေအဲ့ဥစ္စာတွေကိုဒါ2စုံ3စုံလောက်ဖြစ်ပေါ့နော်ကျွန်တော်ယူခဲ့မယ်ဆိုလို့ရှိရင်လည်းဒါအများကြီးအထောက်အကူပြုပါတယ် Okay နံပါတ်8ကဗာလဲဆိုလို့ရှိရင်ကျွန်တော်3.5 4.5 passport size ပေါ့နော်ကျွန်တော်ဒီ passport size ကိုပုံ20လောက်ဒါကျွန်တော်
ရိုက်ခဲ့မယ်ဆိုလို့ရှိရင်ပုံ20လောက်ယူခဲ့မယ်ဆိုလို့ရှိရင်လည်းဒါကောင်းပါတယ်ပေါ့နော်နံပါတ်8ကစနာပြောတယ်3.5 4.5 cm passport size ပုံ20ခန်းလောက်ပေါ့နော်ယူခဲ့ပါနံပါတ်9ကဘာလဲဆိုရင်ကျွန်တော်တကူရီသုံးပစ္စည်းပေါ့နော်တကူရီသုံးပစ္စည်းကဘာလဲဆိုကျွန်တော်မျက်နှာသစ်တို့သွားတိုက်စေးတို့သွားတိုက်တန်တို့အဲ့လိုပေါ့နော်တက်ပတ်တို့ပေါ့နော်အများကြီးမလိုပါဘူးပေါ့နော်အများကြီးမလိုပါဘူးဆိုတော့သွားတိုက်စေးသွားတိုက်တန်တွေဒီမှာအများကြီးဈေးချူချူနဲ့ပေါ်ပါတယ်ဒါပေမဲ့ကျွန်တော်ကရောက်ခါစားမှာစနာပြောတယ်အလုပ်တွေဘာကြီးလည်းမရှိသေးဘူးဖြစ်တဲ့အတွက်ကိုကအဲ့လိုအရင်မသုံးချင်သေးဘူးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကနေပြီးတော့ဝယ်ခဲ့ပါပေါ့နော်သွားတိုက်စေးဆိုလို့ရှိရင်လည်းအနည်းဆုံးတပူးလောက်ဆိုလို့ရှိရင်ရရပါတော့တပူးနှစ်ပူးပေါ့နော်အများဆုံးမှနှစ်ပူးပေါ့နော်အများကြီးတော့မယူခဲ့ပါနဲ့ဒီမှာပေါ်ပေါ်လောလောရပါတယ်ပေါ့နော်အဓိကဆောင်းတော့ပြတကိုကြီးသုံးပစ္စည်းကိုရဲ့ link ကိုသုံးနေကြမျက်နှာသစ်စသဖြင့်ပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ဒါတကိုကြီးသုံးပစ္စည်းတွေကတော့တရားဝင်တော့ကတော့မတူပါတော့တကိုကြီးသုံးပစ္စည်းပါနံပါတ်9ကတော့နံပါတ်10ကပါလို့ဆိုတော့မျက်မှန်ပေါ့နော်မျက်မှန်တက်တဲ့သူတွေဆိုလို့ရှိရင်မျက်မှန်ဒီမှာမျက်မှန်တက်ခါကြီးမျက်မှန်လုံးတဲ့ဥစ္စာတွေဈေးကြီးရေပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ကိုကမျက်မှန်တွေပါအပိုတော်၎င်းအဲ့လိုပုံစံမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့မျက်မှန်လေဒါယူခဲ့ပါပေါ့နော်ဒါမျက်မှန်တက်တဲ့သူတွေအတွက်ပါမလိုတဲ့သူတွေအတွက်ကတော့ယူကြမလို့ပေါ့နော်အဲ့လိုပုံစံမျိုးနံပါတ်17ကတော့ပါလို့ဆိုတော့ကျွန်တော်တို့ကြောင်းတက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကြောပိုးအိတ်ကောင်းကောင်းလေးတစ်လုံးလေဒါဝယ်ခဲ့ပါပေါ့နော်ဒါquality ကောင်းတဲ့ကြောပိုးအိတ်ကောင်းကောင်းလေးတစ်လုံးလဲဝယ်ခဲ့ဖို့အကြံပေးပါရတော့နံပါတ်17ကနံပါတ်12ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်အဝယ်စားပေါ့နော်အဝယ်စားကတော့လေဒီမှာလုံးဝကိုကျွန်တော်အကြံပေးချင်တာပါလို့ဆိုအများကြီးလုံးဝကိုမယူခဲ့ပါနဲ့ပေါ့နော်အများကြီးလုံးယူရဲဒီမှာကကျွန်တော်တို့ဒီမြန်မာပြည်နဲ့စားလို့ရှိရင်လေအများကြီးတန်ပါတယ်ပေါ့နော်အဲ့တော့ပါဆိုရှင်အဝယ်စားကကျွန်တော်တို့ဒီပုံမှန်အိမ်ဒီကျွန်တော်အိမ်နေတော့လည်းကောင်းဝယ်ဖို့ပေါ့နော်အနေငယ်နဲ့ဒါကြောင့်ရောက်ချင်းကျွန်တော်ကတန်းပြီးတော့မဝယ်ချင်ဘူးဆိုလို့ရှိရင်တော့အတိုင်းတာတစ်ခုဒီပေါ့နော်ပြီးတော့မြန်မာဝယ်စုံပေါ့နော်မြန်မာဝယ်စုံလေးလည်းယူခဲ့ပါပေါ့နော်ကျွန်တော်တို့ဒီမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကျွန်တော်တို့အခမ်းအနားတွေပါတက်တဲ့ခါမှာကိုမြန်မာဝယ်စုံလေးနဲ့ကျွန်တော်ကတက်ချင်တော့လည်းကောင်းအဲ့လိုပုံမျိုးဆိုရင်ကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဗာလဲမြန်မာဝတ်စုံလေးတွေလည်းဝယ်ခဲ့ပါပေါ့နော်โอเคနံပါတ်7ကတော့ဒါကျွန်တော်အဝယ်စားပေါ့နော်အများကြီးမလိုပါဘူးเนาะဝယ်စားကတော့ okay 73ကတော့ဒါယောက်ျားလေးတွေပေါ့เนาะဒါမိန်းကလေးပဲပြောကြတယ်ပဲ underwear ပေါ့เนาะ underwear လေးတွေဒါအနည်းဆုံး10တဲ့ဂန်းလောက်ထိဝယ်ခဲ့ပါပေါ့เนาะကျွန်တော်တို့အများကြီးပဲဝယ်ခဲ့တယ်ပေါ့เนาะအဲ့လိုပုံမျိုးနံပါတ်14ကတော့ဗာလဲဆိုလို့ရှိရင် power bank ပေါ့เนาะ power bank ကဗာလဲဆိုရင်ကျွန်တော်တို့1000 ampere တော့မဟုတ်2000 ampere ပေါ့เนาะအဲ့ထက်ပိုပြီးယူလို့မရပါဘူးဒီလေယာဉ်ဒီပေါ်မှာ2000 ampere ကဘယ်လိုလဲဆိုအများဆုံးလက်ခံတာပေါ့တော့ဒါတော့မှတချို့လင်းလန်း line တွေမတူပါဘူးအဲ့တော့ကြတော့ကိုရဲ့အများသောအားဖြင့်ကတော့စိတ်ချခြင်းတယ်ဆိုရင်တော့1000 ampere ပါဒါပေမဲ့တော်တော်များများကတော့2000 ampere ထိလက်ခံပါတယ်ပေါ့နော် okay နောက်ဆုံးပေါ့နော်နောက်ဆုံးပါလို့ဆိုတော့အရန်ကိုမှအရေးကြီးတဲ့ဟာအဲ့ဒါပါလဲဆိုတော့ကြတော့စိတ်သက်ခံနိုင်ရေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာရောက်ချင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနိုင်ငံမတူတာနေပြီးတော့ဒီဘက်နိုင်ငံတစ်ခုကိုရောက်လာတဲ့အခါမှာကျွန်တော်စိတ်တွေကလေအခါတလေအိမ်လွမ်းတာရှိရဲကိုတယောက်တည်းရက်တီးရတဲ့ခါတွေရှိရဲအထီးကျန်ရမယ်အချိန်ပိုင်းလုပ်တွေရှာရမယ်ပင်ပန်းမယ်ចောင်းသားရင်းနဲ့တပန်းလုံးရမယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်စိတ်တွေပြိုလဲရတာရှိမယ်ဒီမှာရောက်တဲ့အခါမှာကျွန်တော်ကဘယ်သူ့ပေါ်မှာအားကိုးလို့မရတော့ဗျာကိုဟာနဲ့ကိုရှင်တန်းရမယ်ရက်တီးရမယ်ရုံးကန်မယ်အဲ့ဒီအချိန်မှာကျွန်တော်တစ်ခါတလေစိတ်ထဲကြနိုင်တယ်ဝမ်းနည်းနိုင်တယ်ပင်ပန်းနိုင်တယ်အထီးကျန်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဒုက္ခတွေအားလုံးကိုကျွန်တော်ကရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကအဓိကပါလို့ဆိုစိတ်သက်တမ်းမှာမှုပေါ့နော်အဲ့စိတ်သက်ကအရန်ကိုမှအရေးကြီးပါတယ်အဲ့ဟာယူခဲ့ပါ okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတာ